လိုချင်တာရနိုင်ဖို့လက်တွေ့ကျင့်သုံးစို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေဟာတန်တရားအကျိုးအတွက်ဟောကြားထားတယ်လို့တန်တရားကထွန်းမြောက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတာလေဟောကြားထားတာရှိတယ်လောကလူသားတွေရဲ့အတိညာအဆင့်အားလျော်စွာကိုယ်အဆင့်နဲ့ကိုယ်ဆိုသလိုလောကကြီးပွားရေးအကြောင်းတရားတွေရှိသလိုလောကကထွန်းမြောက်ဖို့ဆိုတဲ့အကြောင်းတရားတွေလည်းရှိတယ်မိမိတို့ဖြစ်ရဘဝမှာအောင်မြင်ကြီးပွားပြီးချမ်းသာတစ်ခုကနေချမ်းသာတစ်ခုကိုခံစားလို့ဘဝခရီးကိုတက်တက်တာတာနဲ့ရှောက်လန်းလို့နောက်ဆုံးမှာဘဝကြီးကိုညီးကွေ့လို့နိဗ္ဗာန်ကိုလိုလားပြီးဆိုတဲ့အချိန်မှဆင်းရဲဒုက္ခမတွေ့ရပဲနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့ဆိုတာမြတ်စွာဘုရားဟာလမ်းညွှန်ပြုတော်မူတယ်ဒါကြောင့်မို့လို့ဘုရားဟောတဲ့တရားတော်တွေဟာတန်တရားဝကလွတ်ဖို့ကြီးမဟုတ်ဘူးတန်တရားလဲနေတဲ့အချိန်မှာလည်းပဲဆင်းရဲဒုက္ခတွေတက်တာအောင်လူဘဝရရှိလာလို့ရှိရင်လည်းဒီလူဘဝမှာဘယ်လိုကြီးပွားတိုးတက်အောင်လုပ်ရမလဲလူဘဝလူမှုဒုက္ခဒုက္ခတွေလဲပြီးတော့ချမ်းချမ်းသာသာနဲ့ဘဝတစ်ခုဖြတ်သန်းဖို့ဘယ်လိုလုပ်ရမလဲဆိုတာတွေမြတ်စွာဘုရားဟာဤစနစ်တွေမှန်ကန်တဲ့အကြောင်းတရားတွေကိုဟောကြားထားတာဖြစ်တယ်လူတွေရဲ့လူရင်ဆန္ဒဆိုတာအမတန်မှများတယ်ပေါ့လူချင်တာတွေဆိုတာအမတန်မှများတယ်အဲ့ဒီလူချင်တဲ့အချက်ကလေးတွေကိုမြတ်စွာဘုရားကလူချင်ပေမဲ့လို့ရဖို့အမတန်ခက်တယ်ဆိုတာဒီတုတ်တံမှာဘုရား10မျိုးထုတ်ပြထားတာရှိအဲ့ဒါကိုဒီကနေ့ညဟောဖို့နာဖို့အဲ့ဒီတုတ်တံကိုအင်္ဂုတ္တရနိကေမှာမှတ်တမ်းတင်ထားတာရှိတုတ်ရဲ့နာမည်ကတော့အိဋ္ဌဓမ္မတုတ်လို့ခေါ်တယ်အိဋ္ဌဓမ္မဆိုတာလူချင်တာတွေလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့အနေနဲ့ကိုပဲဆန်းစစ်ကြည့်ရမယ်တို့ဘာလို့ချင်တာလဲဘာဖြစ်ချင်တာလဲလောကလူတိုင်းဟာအကောင်းကိုလိုချင်ကြတာရှိတယ်သို့သောလူတိုင်းအကောင်းရသလားလို့ဆိုမရဘူးဘာဖြစ်လို့မရသလဲလို့ဆိုလို့ရှိရင်အကောင်းကိုရစေနိုင်တဲ့အကြောင်းတရားကိုမှန်မှန်ကန်ကန်ရှာမတွေ့လို့သို့မဟုတ်အကောင်းကိုရစေနိုင်တဲ့အကြောင်းတရားကိုမသိလို့အကောင်းကိုရစေနိုင်တဲ့အကြောင်းတရားကိုမလုပ်လို့မရတာအကောင်းလိုချင်လို့ရှိရင်အကောင်းကိုရစေနိုင်တဲ့အကြောင်းဆိုတာလောကမှာရှိပြီးသားဘယ်ရာပဲဖြစ်ဖြစ်အကြောင်းနဲ့အကျိုးဆိုတာလောကကြီးတစ်ခုလုံးမှာတွဲဖက်ပြီးတော့လာနေတာဒီအကြောင်းတရားကိုလုပ်ရင်ဒီအကျိုးတရားကိုရလိုက်မယ်ဒီလမ်းကိုလျှောက်လို့ရှိရင်ဒီစခန်းပေါက်လိုက်မယ်ဆိုတာရှိနေတာပဲဒီအကျိုးတရားကိုရဖို့ရအတွက်ဒီအကြောင်းတရားကိုမလုပ်လို့ရှိရင်တော့ဒီစကားရောက်ချင်တာဒီလမ်းကမလျှောက်ဖဲနဲ့တခြားလမ်းလျှောက်မယ်ဆိုရင်တော့မရနိုင်ဘူးပေါ့သို့မဟုတ်အဲ့ဒီလမ်းပေါ်မှာမလျှောက်ဖဲနဲ့စိတ်ကူးရင်နေလို့လည်းမရောက်နိုင်ဘူးပေါ့ဒါကြောင့်မို့ဘယ်ရာပဲဖြစ်ဖြစ်လက်တွေ့ကျင့်သုံးကြရအောင်အခုလိုတရားဝဲကြီးတွေဆင်နွှဲကျင်းပလို့
ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာယူကြလို့လိလာမှတ်သားကြလို့ဒါနဲ့တင်ပြီးလာလို့ဆိုမပြီးဘူးတရားနာတယ်ဆိုပထမအဆင့်ပဲရှိတယ်နာပြီးရင်မှတ်သားရ